皆さんこんにちは。オンラインラーニングクラスရဲ့မြန်ဖြစ်ပါတယ်။ဒီနေ့ကGMPT entry ဖြစ်မဲ့ကျောင်းသူကျောင်းသားတွေအတွက်ဒီ entry မေးခွန်းဟောင်းပုံစံလေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးရှင်းပြပေးမယ်။စာမကြည့်ခင်မှာအရင်ဆုံးမေးခွန်းရဲ့ပုံစံကိုအရင်ဆုံးပေါ့နော်လေ့လာကြည့်မယ်ပေါ့နော်။မေးခွန်းပုံစံလေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်းပြောပြပေးမယ်။ဒီမှာဆိုရင် entry မှာဆိုလို့ရှိရင်အပိုင်း၃ပိုင်းခွဲပြီးတော့မှဖြေရတယ်နံပါတ်1အပိုင်းမိုဂျီကိုကြီးလို့ခေါ်တဲ့ခန်းကြီးတွေခိုတိုဘာတွေဘကုပရာတွေကိုဖြေရတဲ့အပိုင်းဖြစ်တယ်ဒုတိယတစ်ခုကတော့ဘွန်ပိုနဲ့ဒိုကိုင်းကိုနှစ်ခုတွဲပြီးတော့ဖြေရတဲ့အပိုင်းဖြစ်တယ်တတိယတစ်ခုအနေနဲ့ကတော့ listening ဖြေရတဲ့အပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်အပိုင်း၃ပိုင်းခွဲပြီးဖြေရတယ်အဲ့မှာဆိုရင်အရင်ဆုံးဘယ်နှမိနစ်ဖြေရမလဲအဲ့တော့မိုဂျီကိုကြီးအပိုင်းမှာဆိုလို့ရှိရင်ဒီမှာစမ်းစစ်ပြထားတဲ့အတိုင်းပဲမိနစ်30ပေါ့နော်စမ်းကြည့်ပေါ့မိနစ်30စာဖြေရမယ်နောက်ကိုဒိုကိုင်းနဲ့ဘွန်ပိုမှာဆိုလို့ရှိရင်မိနစ်80ဖြေရမယ်ပေါ့နော်lesson ဒီပိုင်းကတော့မိနစ်40ဖြည့်ရမယ်မိုဂျီခေါ်ကြီးအပိုင်းမှာဆိုလို့ရှိရင်မိနစ်30ဖြည့်ရမယ်ဘလို့မေခွန်းလေးတွေဖြည့်ရမလဲအဲကြတော့33ပုံလောက်တော့ရှိရပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်33ပုံလောက်ရှိတယ်ဒါကိုမိနစ်30နဲ့ဖြည့်ရမယ်အဲ့တော့ဒီအစပိုင်းမှာရှိတဲ့ခန်းကြီးအပိုင်းပေါ့နော်ခန်းကြီးအပိုင်းကတော့လုံးဝအချိန်တို့အတွင်းကိုဖြည့်လို့ရတယ်သူကဘာဖြစ်လို့လဲဆိုတော့မေခွန်းစာချောင်းလေးတွေကလည်းတိုတယ်ပြီးတော့ဒီမှာရှိတဲ့ခန်းကြီးလေးတွေကိုအောက်မှာရှိတဲ့သူ့ရဲ့အထိပ္ပယ်ပေါ့နော်ဟီရာဂါနာကိုရွေးရမှာပေါ့နော်သူ့ရဲ့အတန်ထွက်ကိုရွေးရမယ့်ဟာဖြစ်တဲ့နောက်တစ်ခုအနေနဲ့ကဒီလိုမျိုးပေးထားတဲ့ခိုတိုဘာကိုအောက်မှာရှိတဲ့ခန်းကြီးပေါ့နော်ဘယ်ကခန်းကြီးနဲ့အဝါဆဲဖြစ်လဲဆိုတာကိုရွေးရမှာဖြစ်တယ်ပေါ့နော်နောက်ကကျတော့နံပါတ်3မိကွန်းအနေနဲ့မွန်နိုင်ဆန်းအနေနဲ့ကတော့ကွက်လက်ဖြည့်ဖြည့်ရမယ်နောက်တစ်ခုနံပါတ်4မိကွန်းကတော့ဒီမှာရှိတဲ့အထိပ္ပယ်ပေါ့နော်သူတို့မြင်ထားတဲ့ခန်းကြီးရဲ့အထိပ္ပယ်နဲ့အောက်မှာရှိတဲ့စာကြောင်းရဲ့အထိပ္ပယ်ဒီစာကြောင်းရဲ့အထိပ္ပယ်ဒီအောက်ကအချင်းချင်းဆန်ယွန်းတွေကဘယ်အရာနဲ့ပို့ပြီးတော့မှအနီးဆက်ဆုံးလဲဆိုတာကိုဖြေရမယ်မေးခွန်းဖြစ်တယ်နောက်ခုနံပါတ်5ကတော့သူ့ရဲ့ဖြစ်တယ်ဒီခိုတိုဘာရဲ့ sky ခတ်တာကိုဖြေရမှာဖြစ်တယ်အဲ့တော့ဒီမိုဂျီခေါ်ကြီးအပိုင်းမှာဆိုလို့ရှိရင်မွန်နိုင်ကိုကတော့နည်းနည်းလေးစဉ်းစားရတယ်စာကြောင်းလေးလည်းများရပေါ့နော်အဲ့တော့စုစုပေါင်း33ပုံမှာမိနစ်30နဲ့ဖြည့်ရမယ်ဒီနဲ့ပုံပို့ပေါ့နော်ဒီနှစ်ခုကကြတော့မိနစ်80ဖြည့်ရမယ်အဲ့တော့grammar ဘိုင်းကကြတော့အပုတ်20နဲ့3ပုတ်လောက်ရှိရယ်ပြီးတော့ဒီဘုံပိုးဘိုင်းကတော့စုစုပေါင်းစဉ်းစားရမယ့်ဘီကုံက14ခုရှိတယ်ပေါ့နော်ကျူယုံမွန်ရှိရယ်ဆိုတော့ဒီမှာဆိုရင်ဒိုကိုင်းgrammar ကျတော့23ပုတ်ရှိတဲ့အတွက်ကြောင့်မို့လို့ဒါကကျတော့25မိနစ်နဲ့ပြီးဖြည့်မယ်ထားပါတော့ဒိုကိုင်းပိုင်းကိုမိနစ်45မိနစ်ပြီးဖြည့်ရမယ်ပေါ့နော်အဲ့တော့ကိုက grammar ပိုင်းနဲ့ grammar ကိုတိထပ်ပို့ပြီးတော့မှတပုတ်ကို1မိနစ်နှုန်းနဲ့စဉ်းစားပြီးတော့မှ23မိနစ်ဖြည့်မယ်ဆိုလို့ရှိရင်ဒီဒိုကိုင်းပိုင်းမှာနည်းနည်းပို့ပြီးတော့မှ2မိနစ်3မိနစ်လောက်ပို့ပြီးတော့မှဖတ်ဖို့အချိန်ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ grammar ကကြတော့ဒီလိုမျိုးကွက်လက်ဖြည့် grammar ကိုဒီမှာရှိရဲ့ဘွန်ပိုတွေကိုဖြည့်ရတဲ့အပိုင်းတစ်ခုရှိမယ်ဒုတိယတစ်ခုနဲ့ star ပုံစံရှိမယ်ဒီရဲ့ reader basic လိုပုံစံမျိုးစာပိုက်ကိုဖတ်ပြီးတော့မှကွက်လက်ဖြည့်လေးတွေကိုဖြည့်ရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒုတ်ကိုင်းပေါ့ဒိုကိုင်းကတော့အပိုင်း၃ပိုင်းရှိတယ်တန်မွန်ရှိတယ်ချူဘွန်ရှိတယ်ချောဘွန်ရှိတယ်နောက်တစ်ခုကကြတော့ဂျော်ဟိုခန်းစကုဆိုတဲ့အပိုင်း၃ပိုင်းရှိတယ်ပေါ့နော်ဆိုတော့တန်မွန်ဆိုတာဘယ်လိုမျိုးလဲဆိုရင်စာပိုက်တစ်ပိုက်ကိုဖတ်ပြီးတော့မေခွန်းတစ်ခုဖြေရတယ်ချူဘွန်ဆိုတာစာပိုက်တစ်ပိုက်ကိုဖတ်ပြီးတော့မေခွန်း2ခုဖြေရတယ်ချောဘွန်ဆိုတာစာပိုက်တစ်ပိုက်ကိုဖတ်ပြီးတော့မေခွန်း၄ခုစဉ်းစားရတယ်ဂျော်ဟိုခန်းစကုကကြတော့ဒီပေါ့နော်ဇယားတစ်ခုပေးထားမယ်ပေါ့ဇယားတစ်ခုသို့မဟုတ်စာကြောင်းစာပိုက်တစ်ပိုက်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့မှမေခွန်း2ခုစဉ်းစားရမယ်ပေါ့နော်အဲ့အပိုင်း၄ပိုင်းခွဲပြီးတော့ဖြည့်ရမယ်ပေါ့အဲ့တော့ကိုကကြတော့ထားပါတော့ဘယ်ပိုင်းကိုနောက်ဆုံးဖတ်မလဲဘယ်ပိုင်းကိုအရင်ဖတ်မလဲနော် free video class အတွက်ဆိုလို့ရှိရင်တော့တူကိုင်းအတွက်ကိုပဲဖွင့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တူကိုင်းမှာအပိုင်း၄ပိုင်းရှိတဲ့ထဲကတစ်ပိုင်းကို5ပုတ်စီဖတ်ပေးသွားမယ်ပေါ့နော်အဲ့တော့အပုတ်20စဉ်းစားနည်းကိုပြောပြပေးသွားမယ်ဒီဗီဒီယိုလေးကကြတော့entry ရဲ့မိကုံးပုံစံနဲ့ပတ်သက်ပြီးတော့မှနည်းနည်းရှင်းပြထားတာဖြစ်ပါတယ်